မင်းသားကကောင်မလေးကိုအနီးကပ်ဆောင်ရှောက်ရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ငါတို့တွေအတူတူစားမယ်အတူတူနေမယ်အတူတူအိပ်မယ်ဆိုပြီးကြည်နူးစရာလေးတွေပြောနေတော့မှပဲကောင်မလေးကရင်ခုန်သွားပြီးအမှတ်တမဲ့လှုပ်ရှားလိုက်ရကနေခေါင်မိုးကြွေပြားတွေပဲ့ကျပြီးအောက်ကိုပြုတ်ကျသွားပါတော့တယ်မင်းသားကအလွတ်မပေးပဲဖတ်ထားပြီးဒါမိန်းကလေးတွေကိုဂျင်းထဲတာမဟုတ်ဘူးကိုမိန်းမကိုချစ်ပြတာဆိုပြီး romantic ဆန်ဆန်လေးပြောလိုက်ပါတယ်နောက်နေ့မှာတော့အိမ်တော်ထင်းကြီးရောက်လာပြီးနန်းတော်ကနေဧကရစ်မင်းမြတ်ကသူတို့နှစ်ယောက်ကိုချက်ချင်းအခါစားဝင်ဖို့အမိန့်ပေးတယ်လို့လာလျှောက်ပါတယ်။ကောင်မလေးကအကျင့်ပါနေတော့ခေါင်မိုးပေါ်ကနေအောက်ကိုဇောက်ထိုးခုန်ဆင်းတာမြည်ကြီးတွေတောင်ကွဲကုန်လို့အိမ်တော်ထင်းကြီးလန့်သွားရပါတယ်။မင်းသားကလှဲပေါ်မှာနန်းတော်ထဲရောက်ရင်လိုက်နာရမယ့်စီကံ၃ချက်ကိုတတိပေးပါတယ်။ပထမအချက်အသက်ရှိတဲ့တတ္တဝါမှန်သမျှကိုမထိရဘူး။ဒုတိယအချက်နန်းတော်မိဖို့ရောင်ကအစားအစာတွေကိုလုံးဝမစားရဘူး။တတိယအချက်မင်းတိုင်းပညာတတ်တယ်ဆိုတာကိုလုံးဝမသိစေရဘူးတဲ့။ဘာလို့လဲဆိုတော့မင်းသားကဧကရရှိမှာသူ့ရဲ့ယောဂါတွေတတ်တာသွားတာဒီကောင်မလေးနဲ့ရတရားချီပြီးလက်ထပ်လိုက်လို့ဆိုပြီးလိန်ပြောထားတာကိုတိုင်းတတ်တယ်ဆိုရင်အစ်စ်ခံရမှာဆိုလို့ပါ။နန်းတော်ထဲရောက်တဲ့အခါမှာတော့မိဖုရားကြီးကအနောက်တိုင်းကဆက်ထားတဲ့တန်ဖိုးကြီးရှားပါရွှေငချင်းကြီးတွေကိုမှုမတ်တီရှိမှကြွားဝါပြတာနေပါတယ်။ဒီငါးတွေကရေခဲတောင်ကြီးနဲ့အထူးသဖြင့်မွေးမြူထားရတာလို့ဆိုပါတယ်။ဒါပေမဲ့ကြက်တနာကအဲ့ဒီမှာစတော့တာပါပဲ။မိမဆိုကြီးတယောက်ပြာရခတ်ပြီးရောက်လာကရီကန်တွေကတန်ဖိုးကြီးငါးတကောင်ပျောက်သွားပြီဖြစ်ကြောင်းလာလျှောက်ပါတယ်။အားလုံးလိုက်ချကြတဲ့အခါမှာတော့ကျွန်တော်တို့ရဲ့စားကျူးတဲ့ကောင်မလေးကအဲ့ဒီတန်ဖိုးကြီးရွှေငါးကိုမိဘူးလေးနဲ့กินပြီးအရသာခံစားတောင်းနေတာကိုတွားတွေ့ပါတော့တယ်။မင်းသားကတွားမိတော့ကောင်မလေးကအဲ့ဒီငါးကရီကန်တွေကနေကုန်းပေါ်ခုန်တက်လာပြီးသူ့ကိုစားပါလို့ပြောလို့စားလိုက်တာပါဆိုပြီးခက်တတိနဲ့ဆင်ကြေးပေးပါသေးတယ်။ဒီလိုနဲ့ငါးခိုးစားတဲ့ပြဿနာကြောင့်သူတို့နှစ်ယောက်ဧကရရှိတော်မကိုရောက်သွားပါတော့တယ်။မိဖုရားကြီးကလည်းထောသားတကြီးနဲ့ငါးတန်ဖိုးကိုလျောခိုင်းပါတယ်ကောင်မလေးကဘာမှမဖြစ်တယ်လို့နဲ့တာမန်ငါးဆိုရင်30လောက်ပဲတန်တာဒီငါးကနည်းနည်းကြီးတော့60လောက်တန်မှာပေါ့ဆိုပြီးပြောပါတယ်မိဖုရားကြီးကအဲ့ဒီငါးကရွှေတင်းက1000တန်တယ်လို့ဒေါသတကြီးអော်ပြောလိုက်ပါတယ်ဘရင်ကြီးကရွှေ1000တန်နဲ့အပြင်နိုင်ငံရဲ့ကံကြမ္မာနဲ့သက်ဆိုင်တဲ့ငါးဖြစ်တယ်လို့ပြောတဲ့အခါကောင်မလေးကနိုင်ငံရဲ့ကံကြမ္မာကအခုဆိုရင်သမီးပိုက်ထဲရောက်သွားပြီမို့တိုင်းပြည်ကိုရင်ဝယ်ပိုက်ထားတာပေါ့ဆိုပြီးပြန်ဖြေလိုက်ပါတယ်ဒီစကားကိုကြားတော့ဧကရစ်ကသဘောကျသွားပြီးရေမောကတေတံမပေးတော့ပဲနန်းကျော်မိဖို့ချောင်မှာ3ရက်အလုတ်လုပ်ဖို့ပြစ်ဒဏ်ပေးလိုက်ပါတယ်ဒါဟာစပွဲကျူးတဲ့ကောင်မလေးအတွက်တော့ပြစ်ဒဏ်မဟုတ်ပဲနှက်ပြီးရောက်သွားသလိုပါပဲမိဖို့ချောင်ထိရောက်သွားတဲ့ကောင်မလေးဟာပျော်ပျော်ကြီးကိုအလုတ်စလုပ်ပါတော့တယ်လုတ်တာကတခြားမဟုတ်ပါဘူးရှိသမျှအစားတောက်တွေကိုအကုန်လိုက်စားတော့တာပါပဲစားဘူးမူတယောက်ကပကံလုံးကြီးနဲ့ဟင်းရည်တစ်ခွက်ယူလာတာကိုမြင်တော့ကောင်မလေးကဆွဲယူပြီးမော့တောက်လိုက်ပါတယ်စားဘူးမူကအလန့်တကြားနဲ့အဲ့ဒါမေရိုကြီးအတွက်နာယီပေါင်းများစွာကြော်ထားရတဲ့ရာပြီးတရှိဟင်းရီရိုကြီးပါလို့အုံငိုပါတော့တယ်နောက်ထပ်စပစ်သီးတွေတွေ့လို့ကောက်စားလိုက်ပြန်တော့လေအဲ့ဒါကမိဖုရားကြီးအတွက်ရေခဲစိန်ထားတဲ့စပစ်သီးတွေပါလို့ထပ်ငိုရပြန်ပါတယ်မိဖို့ကြောင့်တစ်ခုလုံးလေးကမောက်ကမတွေဖြစ်ကောင်မလေးတယောက်ထဲနဲ့နန်းတော်ရဲ့ရှိသမျှရိတ်ခါတွေအကုန်ပြောင်းတလောက်ဖြစ်သွားပါတော့တယ်နောက်ဆုံးတော့စားဘူးမူကြီးလည်းလုံးဝမခံနိုင်တော့ပဲဤကရိစီပြီးပြီးမူယူတိုင်တိုင်းရပါတော့တယ်အရှင်မင်းကြီးအဲ့ဒီမိန်းကလေးကိုအမြန်ဆုံးပြန်ခေါ်သွားပြီးပါတော့သူသာဆက်ရှိနေရင်နန်းတော်တစ်ခုလုံးရိတ်ခါပြတ်ပြီးနှက်ပါတော့မယ်လို့ရှောက်တင်ပါတယ်ဒီအခါဤကရိကမင်းသားကိုလှမ်းကြည့်ပြီးမင်းမိမကိုအိမ်မှာမင်းဘလို့များကျွေးမွေးနေရတာလေလို့မေးလိုက်ပါတယ်မင်းသားခမရလဲတပ်ပြင်းချပြီးကျွန်တော်ရေးထားတဲ့ပချီကားလေးတွေရောင်းပြီးကျွေးနေရတာပါလို့တနာစရာကောင်းအောင်ဖြေချပါတယ်အိမ်ပြန်လမ်းမှာတော့ကောင်မလေးကဖိုက်ကားပြီးလှဲပေါ်ကအိပ်ယာပေါ်မှာဇိမ်ကျနေပါတယ်သူမကဧကရစ်ကြီးသဘောကောင်းကြောင်းနဲ့ရွှေငါးကင်ကလည်းအရန်စားလို့ကောင်းကြောင်းပြောနေပါတယ်မင်းသားကလည်းအဲ့ဒီငါးကိုဧကရစ်ကအရင်ကတည်းကတိတ်တဆိတ်မုန်းတီးခဲ့တာဖြစ်ပြီးသူကိုယ်တိုင်တပ်ပစ်ဖို့မလုပ်နိုင်လို့ကောင်မလေးစားလိုက်တာကိုသဘောကျသွားတာလို့ရှင်းပြပါတယ်အိမ်ပြန်ရောက်တော့နန်းတော်ကမိမဆိုကြီးရောက်လာပြီးဧကရစ်ရဲ့အမိန့်စာကိုဖတ်ပြပါတယ်ထင်ထားသလိုအပြစ်ပေးတာမဟုတ်ပဲစုချတဲ့အမိန့်စာဖြစ်နေပါတယ်ဧကရိကကောင်မလေးကိုရိုးသားဖြောင့်မတ်သူဆိုပြီးချီးကျူးထားတဲ့အပြင်အထူးအခွင့်အရေး2ရက်ကိုပါပေးရလိုက်ပါတယ်ပထမအချက်ကကောင်မလေးကိုမင်းသားနဲ့အတူညီလာခံတက်ခွင့်ပေးလိုက်တာဖြစ်ပြီးဒုတိယအချက်ကတော့သူမအချိန်မရွေးနန်းတော်မိဖို့ကြောင့်မှတွားရောက်စားတော့ခွင့် VIP access ပေးလိုက်တာပဲဖြစ်ပါတယ်မင်းသားလည်းသူ့မိန်းမအတွက်စားစရိတ်ငိမ့်သွားလို့ဝမ်းသာသွားပါတယ်နောက်တနေ့မနက်ခင်းညီလာခံကျင်းပတဲ့အချိန်မှုမတ်ဒီအကုန်လုံးကြောက်ရွံ့ရိုးသေးစွာနဲ့တန်းစီဒူးထောက်ပြီးဧကရိကိုအယူသေးပေးနေကြပါတယ်ဧကရိလည်းပလင်ပေါ်ရောက်သွားတဲ့အချိန်အောက်ကိုမှုန်ကြည့်လိုက်တော့အားလုံးထဲမှာထူးထူးခြားခြားဖြစ်နေတာကိုတွေ့လိုက်ရပါတယ်
ကောင်မလေးကဒူးထောက်မနေပဲတိုင်ကိုကွယ်ပြီးသူမရဲ့ခြိုင်တောင်းလေးတွေကမုံတွေကိုခတ်တီတီနဲ့စားနေတာပါ။မှုမတယောက်ကထောတာတကြီးနဲ့နီလာကန်မှာဒီလိုရိုင်းရိုင်းဆိုင်ဆိုင်လုပ်ရမလား။ဘာအဖြစ်ပေးရမလဲဆိုပြီးအုံငေါက်လိုက်ပါတယ်။အဲ့ဒီချိန်မှာကောင်မလေးကမုံစားနေအလန့်တကြားမို့ကြည့်လိုက်တော့သူမလက်ထဲကကင်ထားတဲ့အရာတစ်ခုအောက်ကိုပြုတ်ကျသွားပါတယ်။အဲ့ဒါကတခြားဟာမဟုတ်ဘူး။အီဂရီရဲ့အဖိုးတန်တစိတ်တုံးတော်ကြီးဖြစ်နေပါတယ်။အီဂရီလည်းမျက်လုံးပြူးသွားပြီးမရဲ့တစိတ်တုံးတော်ကဘလူးလုံးမင်းစီရောက်နေတာလေဆိုပြီးအံ့ဩမိန်တက်သွားပါတော့တယ်